သာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်နောင်နဂုလဆန်း9ရက်2022ခုနှစ်ဧပြီလ9ရက်ဇာတပရိနေ့၌အွန်လိုင်းမှာဟောကြားအပ်သောစိတ်အငြိအကျေးများတရားဒေသနာတော်မြတ်စွာဘုရားဟောထားတဲ့ဝဋ္ဌတုတ်ဆိုတာရှိတယ်ဝဋ္ဌဆိုတာအဝတ်အထည်လူတွေအသုံးပြုတဲ့အဝတ်အထည်သုံးဖို့ပိတ်အုပ်အဲ့ဒါဝဋ္ဌပါဠိလိုဝဋ္ဌလို့ခေါ်တယ်အဲ့ဒီဝဋ္ဌလို့ခေါ်တဲ့အဝတ်အထည်ကိုဥပမာပေးပြီးတော့လူတွေရဲ့စိတ်တန်ရှင်းရေးအတွက်ဟောကြားဆုံးမတဲ့သုတ်တံဖြစ်တယ်လူဘဝနဲ့လည်းဆက်ဆိုင်တယ်ဒါကြောင့်မို့ဒီကနေ့အဲ့ဒီဝဋ္ဌသုတ်သို့မဟုတ်ဝဋ္ထုပမသုတ်အဝတ်ထည်နဲ့ဥပမာပေးပြီးတော့စိတ်ရဲ့အညစ်အကြေးတွေဆိုတာတွေကိုသိရှိနားလည်အောင်လို့မြတ်စွာဘုရားဒီသုတ်တံကိုဟောတာဖြစ်တယ်အဲ့တော့လူတိုင်းဟာကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ကြအောင်စိတ်တ ानु ပတ္တနာလို့မဟာသရိပ္ပဏသုတ်မှာဟောတဲ့စိတ်ကိုလေ့လာသုံးသပ်တယ်ဆိုတာလည်းပဲကိုယ်စိတ်ထဲမှာအညစ်အကြေးရှိမရှိအညစ်အကြေးရှိနေညှဉ်းနှွမ်းတဲ့စိတ်အညစ်အကြေးမရှိဘူးဆိုရင်ဖြူစင်တဲ့စိတ်စင်ကြယ်မှုမစင်ကြယ်မှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာပဲဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီဝဋ္ဌသုတ်ဟာလည်းပဲစိတ်တ ानु ပတ္တနာနဲ့သက်ဆိုင်တယ်လို့ဒီလိုမှတ်ကိုယ်ဆင်ញင်သုံးသပ်เสียလူတိုင်းမှာ၄မျိုးရှိတယ်တစ်ခုကတော့ရုပ်ခန္ဓာနဲ့ပတ်သက်ပြီးတော့သိရှိနားလည်ဖို့ကာယ ानु ပတ္တနာလို့ခေါ်တယ်ရုပ်တရားနဲ့ပတ်သက်ပြီးတော့သိရှိနားလည်ဖို့ဘာလို့လဲဆိုရင်လူတွေရဲ့ဆွဲလန်းမှုဟာရှုပ်ဆင်းပေါ်မှာဆွဲလန်းကြတာဖြစ်တယ်ပေါ့လူတိုင်းဟာကိုယ်လှတယ်ကိုယ်လှတယ်လို့ထင်တယ်လို့သူများကိုလည်းလှတယ်လို့ထင်တယ်အဲ့ဒါနဲ့ကိလေသာတွေဖြစ်ပွားပြီးအကုသိုလ်တွေများကြတာဟုတ်အဲ့တော့ကိလေသာတွေဖြစ်ပွားအကုသိုလ်တွေများနေတာတွေနဲ့ပတ်သက်ပြီးတကယ်မတင့်တယ်ပါပဲနဲ့တင့်တယ်တယ်လို့ထင်နေတဲ့အထင်ကြီးပျောက်ဖို့ရအတွက်မြတ်စွာဘုရားကာယ ानु ပတ္တနာကိုဟောတာပဲဆိုလိုတာတော့လူတိုင်းဟာယုတ်ခန္ဓာရှိနေတယ်ယုတ်ခန္ဓာပေါ်မှာလှပတယ်လို့ထင်နေတဲ့အထင်တစ်ခုဟာလူတိုင်းကိုလွှမ်းမိုးထားတာဖြစ်တယ်အဲ့ဒါပြောက်ဖို့ကာယ ानु ပတ္တနာရှိဖို့လိုတယ်ပေါ့ထို့တူပဲလူတွေဟာစိတ်ခံစားချက်ပေါ်မှာအကြောင်းပြုပြီးတော့စိတ်ခံစားချက်ကိုအကြောင်းပြုပြီးတော့လောဘတွေဒေါသတွေဖြစ်ကြတာကိုဆိုပါစို့လူတွေရဲ့စိတ်ခံစားချက်ကအကြမ်းများအပြင်တော့၃မျိုးရှိတာပေါ့ဒီ၃မျိုးထဲမှာခံစားတဲ့အစဉ်ပြေတဲ့ပြောစရာကောင်းတဲ့စိတ်ခံစားမှုပေါ်မှာဆိုရင်လူတွေရဲ့ကျင့်တတ်ကြတယ်ကျင့်တတ်တယ်လို့ဆိုတဲ့သဘောကနှစ်သက်တဲ့မြတ်နိုးတဲ့ဒါမျိုးလိုချင်တယ်ဆိုတဲ့ရာဂဆိုတဲ့ကိလေသာတရားဟာဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့စိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့ရာဂဆိုတဲ့တဏှာဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဒုက္ခယဝေဒနာယရာဂနုတယောနုတေတိတဲ့
စိတ်ထဲမှာကောင်းတဲ့ခံစားချက်နဲ့ပတ်သက်လာတဲ့အခါလူတိုင်းဟာကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဆိုတဲ့စိတ်ခံစားမှုပျော်ရွှင်မှုပေါ်မှာကျဉ်းနေကျဉ်းတော့အဲ့ဒါကိုလိုချင်လားအဲ့လိုချင်နေဆိုတဲ့ရာဂဟာလူရဲ့တဏ္ဍာမှာကိန်းအောင်လာကြီးထွားလာတယ်ပေါ့ထို့တူပဲဒုက္ခရဲ့ဆန့်ကျင်မဲ့ဒုက္ခတခါအဆင်မပြေလို့စိတ်ဆင်းရဲစရာတွေကိုယ်ဆင်းရဲစရာတွေကြုံတာရှိတယ်အဲ့လိုဆင်းရဲဒုက္ခနဲ့ကြုံတဲ့အခါကျတော့လူရဲ့စိတ်ခံစားမှုကဘာဖြစ်တော့ဒေါသဖြစ်တယ်နော်ကိုယ်ဖြစ်ရမလားတချို့ဆိုခေါင်းကိုက်ရမလားဆိုခေါင်းကိုထုတယ်အဲ့လိုထိအောင်စိတ်ခံစားမှုတွေရှိကြတယ်ပေါ့နော်ဒုက္ခကိုအကြောင်းပြုပြီးစိတ်ခံစားမှုတွေဖြစ်တဲ့အခါမှာဒေါသနောက်ကလိုက်လာတယ်အဲ့ဒါကိုဒုက္ခယဝေဒနာယပဋိက္ခနုတယောနုသေတိပဋိက္ခဆိုတာနဲ့ဒေါသဆိုတာတူတူပဲအဲ့ဒုက္ခဝေဒနာနဲ့ကြုံတိုင်းဟာလူတွေမှာဒေါသဆိုတာဖြစ်ပွားတယ်ဒေါသတွေဖြစ်ပွားလာတယ်အဲကြောင့်ဝေဒနာကိုသိချဝေဒနာအနေနဲ့သိဖို့လိုတယ်ပေါ့ငါနဲ့တွဲလိုက်လို့ရှိရင်ငါချမ်းသာတယ်ငါဆင်းရဲတယ်ငါပျော်တယ်ငါစိတ်ညစ်တယ်ဆိုတာနဲ့တွဲလိုက်တဲ့အခါကျတော့ခုနမရှောင်လွဲနိုင်တဲ့လောဘဒေါသဖြစ်ပေါ်လာတာတခါတရံကျတော့မသိတာတဲ့စိတ်ခံစားမှုတွေရှိတယ်မထူးဆန်းတဲ့စိတ်ခံစားမှုလို့ပြောချက်ပြောပေါ့ဆိုပါစို့ဒုက္ခဝေဒနာဆိုတာသိတာတယ်ဒုက္ခဝေဒနာလည်းသိတာတယ်ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဆိုတဲ့စိတ်ခံစားချက်မျိုးကြတော့မသိတာဗျမသိတာတဲ့အခါမှာစိတ်ခံစားမှုဖြစ်တယ်ဆိုတာကိုမသိလိုက်တာအဲ့ဒီမသိလိုက်ဘူးဆိုတာဟာတကယ်ဖြစ်ခဲ့တဲ့နဲ့မသိဘူးဆိုရင်အဝိဇ္ဇာလို့ခေါ်တယ်မောဟနော်အဝိဇ္ဇာလို့ခေါ်တယ်ဒါကြောင့်အဒုက္ခယအဒုက္ခမတုခယဝေဒနာယအဝိဇ္ဇာနုတယောနုသေတိတဲ့မသိတာမထင်ရှားတဲ့ဝေဒနာဖြစ်ပြီဆိုလို့ရှိရင်တော့ဒုက္ခရောလို့လဲရာဂမဖြစ်ဘူးဒုက္ခရောလို့လဲဒေါသဖြစ်เสียအထီအောင်မထင်ရှားဘူးအဲ့ဒီလိုမထင်ရှားလို့ဘာမှမဖြစ်တဲ့အနေနဲ့ဖြစ်သွားပြန်တော့လေကိလေသာကလွတ်လာဆိုမလွတ်ဘူးအဝိဇ္ဇာဆိုတဲ့အနုတ္တယမောဟဆိုတာကိသွားပြန်တယ်အဲ့လိုနဲ့ယင်ထဲမှာရာဂဒေါသမောဟဆိုတဲ့ဟာတွေကရှင်ထဲမှာအပြည့်ရောက်လာတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဝေဒနာနုပဒနာမြတ်စွာဘုရားကဟောတာဝေဒနာနုပဒနာနဲ့ရှုမှတ်ပွားပြီးတော့ဒုက္ခခံစားရလို့ရှိရင်လဲရာဂမဖြစ်ဖို့ဒုက္ခခံစားရလို့ရှိရင်လဲဒေါသမဖြစ်ဖို့အဒုက္ခမဒုက္ခဆိုရမထင်ရှားတဲ့ဝေဒနာနဲ့ချုပ်တဲ့အခါမှာလည်းပဲမသိလိုက်တာမဖြစ်ဖို့ဆိုတဲ့ဒါတကယ်ဖြည့်စည်းတွေကိုမြတ်စွာဘုရားပေးတာပဲဖြစ်တယ်။နောက်စိတ်တ ानु ပဒနာကြတော့ကိုယ်စိတ်ထဲမှာလောဘရှိနေသလားလောဘတွေဖြစ်သလားဒေါသတွေဖြစ်သလားမောဟတွေဖြစ်သလားစိတ်ရဲ့အညစ်အကြေးတွေနဲ့ပတ်သက်ဖို့သိဖို့လိုအပ်တယ်ပေါ့အဲ့ဒါကြောင့်စိတ်တ ानु ပဒနာဟောတာဒီကနေ့ဟောမဲ့ဝဋ္ထတုတ်သို့မဟုတ်ဝဋ္ထုပမတုတ်အဝတ်နဲ့ဥပမာပေးထားတဲ့တုတ်ကိုညမလိုကောင်းစဉ်တက်ပြီးတော့စိတ်အညစ်အကြေးများဆိုတာနဲ့မြတ်စွာဘုရားဟောတဲ့တရားကိုဟောမှာပါအဲ့တုတ်တန်ကိုဟောမှာပါအဲ့တုတ်တန်ကိုအနှစ်ချုပ်ပြီးတော့နားလည်လွယ်အောင်ဟောမှာဒီတုတ်တန်ကိုမြတ်စွာဘုရားကယဟန်တွေကိုဟောတာယဟန်တွေကိုဟောသည့်အတွက်ကြောင့်ယဟန်တို့ဆိုတဲ့အလုတ်ပုတ်တွေရှိတယ်ခေါ်တဲ့စကားလုံးလေးတွေပါတယ်အဲ့ဒါတွေကိုဖြုတ်ထားပြီးတော့တရားနာတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုယ့်ကိုရည်ညွှန်းတဲ့ဆိုတာသိရှိနားလည်ဖို့ယဟန်တို့ဆိုတဲ့အခေါ်ကို
ခဏဖယ်ထားပြီးတော့တရားသာတက်တက်နဲ့နားထောင်ကြည့်ကြရအောင်နော်မြတ်စွာဘုရားဟောတဲ့ထဲမှာ main teaching လို့ခေါ်တဲ့အထက်ကဟောကြားချက်ကပါတော့ဆိုရင်စိတ်ရဲ့အညစ်အကြေးများစိတ်ဤအညစ်အကြေးများလို့ဆိုတော့စိတ်ကတခြားအညစ်အကြေးကတခြားတယ်လို့နားလည်ရမှာစိတ်ကတစ်ခုအညစ်အကြေးကတစ်ခုနှစ်ခုဆိုတော့ဘောပေါင်းစိတ်ဤအညစ်အကြေးများဘာနဲ့ဥပမာတူတော့ဆိုရင်အဝိုးရဲ့အစွန်းအညစ်အကြေးများတန်ရှင်းနေတဲ့အဝတ်မှာအစွန်းအပေတွေထင်တာလို့စိတ်မှလည်းပဲအညစ်အကြေးတွေကဆွဲကပ်တာတဲ့အဲ့တော့စိတ်ရဲ့အညစ်အကြေးများဆိုတဲ့စကားလေးကိုရှေ့ဥစွာမှတ်ဖို့လိုတယ်စိတ်ဆိုတာကပဂတိအနေထားအဖြစ်အဝတ်ထဲလို့ပဲအယောင်မရှိဘဲနဲ့ဖြူနေတဲ့ဖြူစင်းနေတဲ့အရာပဲဖြစ်တယ်အယောင်တွေကနောက်မှလာဆိုးတယ်နော်အဖြူတယ်လို့ပြောရမယ်စိတ်ဟာအဖြူတယ်လို့ဆိုတာလောဘနဲ့လည်းမတွဲဘူးဒေါသနဲ့လည်းမတွဲဘူးမောဟတို့မမနာတို့အိတ်သားတို့ပစ္စရိယဒါတွေလည်းမတွဲဘူးပေါ့သူတော်ဘာဆိုရင်ဖြူတယ်ဟာစိတ်ဟာတန့်စင်နေတယ်အဲတန့်စင်နေတဲ့စိတ်ကိုအညစ်အကြေးတွေလာပြီးတော့ကတ်တာအဲ့ဒါကိုသဘောပေါက်စိတ်ကတခုအညစ်အကြေးတွေကတခုစိတ်နဲ့အညစ်အကြေးစိတ်အညစ်အကြေးပြလို့ဆိုတော့စိတ်ဟာအဖြူတယ်ဆိုတာကိုမြတ်စွာဘုရားသုတ်တန်တစ်ခုမှဟောထားတာရှိတယ်ပပ္ပတရပိဒံဘိက္ခဝေစိတ်တံစိတ်ဟာသဘာဝအဖြစ်အဖြူတယ်ဖြစ်တယ်အယောင်တလဲလဲထွက်နေတယ်ဆိုတာဖြူတဲ့သဘောကိုပြောတာပါစိတ်ဟာသဘာဝအတိုင်းကဖြူတယ်တင်စခောအာဂနုကေဟိဥပကိလေတေဟိဥပကိလေထံအဲ့ဒီအဖြူတဲ့တတ်တတ်ဖြစ်တဲ့စိတ်ကိုတဲ့နောက်မှဝင်ရောက်လာတဲ့စိတ်အညစ်အကြေးတွေကစိတ်ကိုညှဉ်းနှွမ်းအောင်လုပ်လိုက်တာဖြစ်တယ်ဒါသဘာဝပဲလေအဝတ်ထဲဆိုတာဖြူစင်းနေတာနောက်ကြတော့မှဟိုအညစ်အကြေးနဲ့ထိလို့ပေးသွားလိုက်ဒါနဲ့ထိလို့ပေးလိုက်နဲ့နော်အစွန်းထင်းနေဖြစ်လာတာအစွန်းထင်းကတခြားအဝတ်ထဲကတခြားအဝတ်ထဲမှာပေးနေတဲ့အစွန်းထင်းနေအဲ့ဒါလိုပဲစိတ်မှာပေးနေတဲ့အညစ်အကြေးတွေဒါကိုဒီသုတ်တံမှာမြတ်စွာဘုရားကစပြီးတော့အဝတ်ဥပမာနဲ့စပြီးတော့ဟောတာအဲ့ထက်မဲ့မြတ်စွာဘုရားဟောလို့ရင် main teaching လို့ခေါ်တဲ့အထက်ကဟောကြားချက်ကဘာလို့ဆိုစိတ်တေတန်ကိလေထေဒုက္ခတိပါတိကင်္ခာတဲ့ဒါလူတိုင်းမှတ်တာဘူးစိတ်ညစ်ပေနေလို့ရှိရင်မကောင်းတာပဲဖြစ်မယ်ကိုယ်စိတ်ဖြစ်ဖြစ်သူစိတ်ဖြစ်ဖြစ်အခုစိတ်ရဲ့အညစ်အကြေးတွေတစ်ခုညစ်ပေနေမဲ့ဆိုရင်ဒါမကောင်းတာပဲဖြစ်မယ်မကောင်းတာဖြစ်တယ်ဆိုရင်သူတွေးတာလည်းမကောင်းတာပဲတွေးမယ်ပြောရင်လည်းမကောင်းတာပဲပြောမယ်လုပ်ရင်လည်းမကောင်းတာတွေပဲလုပ်မယ်သိရင်လည်းမကောင်းတဲ့ဘဝပဲရောက်မယ်ဒီလိုဆိုလို့တယ်နော်စိတ်ဟာညစ်ပေနေတယ်ဆိုရင်မကောင်းတာပဲဖြစ်မယ်မြတ်စွာဘုရားဟောတဲ့စကားလုံးကစိတ်တေတန်ကိလေထေဒုက္ခတိပါတိကင်္ခာစိတ်တေစိတ်သည်တန်ကိလေထေအညစ်အကြေးတွေကြောင့်ညှဉ်းနှွမ်းနေမဲ့ဆိုရင်ဒုက္ခတိပါတိကင်္ခာမကောင်းတဲ့အနေထားမကောင်းတဲ့ဘဝမျိုးကိုသာလေမျောလင်းရမှာဖြစ်တယ်လို့ဆိုလို့တယ်ပေါ့ဗျာအဲ့တော့စိတ်ထဲမှာအညစ်အကြေးရှိနေလို့ရှိရင်မကောင်းဘူးလို့ဆိုလို့တယ်အနာဂတ်အတွက်မကောင်းဘူးကောင်းတဲ့စရာအကြောင်းမရှိဘူးလူတွေဟာတွေးလဲအကောင်းတွေးမှာမဟုတ်ဘူးပြောလဲကောင်းတာပြောမှာမဟုတ်ဘူးလုပ်ရဲကောင်းတာလုပ်မှာမဟုတ်ဘူးအဲ့တော့မကောင်းတာတွေတွေးတယ်မကောင်းတာတွေပြောတယ်မကောင်းတာတွေလုပ်တယ်အဲ့တော့မကောင်းမှုဆိုတာကတော့အပြစ်ရှိတဲ့အရာတွေကိုဆိုလို့တယ်ပေါ့နော်ကိုမကြိုက်လို့မကောင်းတာတော့မဟုတ်ဘူးပြစ်ရှိတဲ့အရာတွေ
အပြစ်မကင်းတဲ့အပြစ်မကင်းတဲ့အတွေးတွေအပြစ်မကင်းတဲ့အပြောတွေအပြစ်မကင်းတဲ့အလုပ်တွေလုံးစီအတွက်ကြောင့်ဒီဘဝကသေလို့နောက်ဘဝလည်းပဲအကောင်းမဖြစ်ဘူးလို့သူဆိုလို့တယ်ပေါ့ဒုက္ခတိရဲ့အဓိပ္ပာယ်မကောင်းတဲ့အလားအလာရှိတယ်မကောင်းတာပဲဖြစ်မယ်အကျင့်အကြံပြောဆိုလဲကောင်းမှာမဟုတ်ဘူးသေတော့လဲကောင်းမှာမဟုတ်ဘူးလို့ဆိုလို့တယ်ဘယ်မှမကောင်းတော့စိတ်မှာအညစ်အကြေးကပ်နေပြီဆိုရင်အဲ့ဒီလူကမကောင်းတာပဲဖြစ်မယ်လို့သူဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားဥပမာလေးနဲ့ဟောတယ်ဥပမာမဲ့တဲ့အဝတ်ထည်တစ်ခုဟာညစ်ပေပြီးတော့ကြီးဆွဲနေတယ်ဆိုအားဆိုတဲ့အဲ့ဒီကြီးဆွဲနေတဲ့အဝတ်ထည်ကိုဆေးဆိုးသမားကအယောင်တစ်ခုဆိုဖို့ကြိုးစားတယ်အညိုရောင်ပဲဖြစ်စေအဝါရောင်ပဲဖြစ်စေအနီရောင်ပဲဖြစ်စေပန်းရောင်ပဲဖြစ်စေအယောင်တစ်ခုဆိုဖို့ကြိုးစားလို့ရှိရင်တဲ့ညစ်ပေနေတဲ့အဝတ်ကိုဆိုးလို့ရှိရင်ဘယ်တော့မှဒီအယောင်ဟာကောင်းမှာမဟုတ်ဘူးတဲ့ကောင်းလဲကောင်းမှာမဟုတ်ဘူးလှလဲလှမှာမဟုတ်ဘူးတဲ့ဘာလို့လို့ဆိုအဝတ်ကမတန့်ရှင်းလို့ပဲဖြစ်တယ်ဒါရှင်းရှင်းလေးလူတိုင်းနားလဲအောင်ဥပမာပေးတာမြတ်စွာဘုရားနော်အဝတ်ထဲကညစ်ပေနေတာကိုဆေးဆိုးမယ်ဆိုရင်တဲ့တောက်ပပြီးတော့တန့်ရှင်းတဲ့အယောင်မရနိုင်ဘူးလို့ဆိုလို့တယ်ပေါ့ဘာအယောင်ဆိုးဆိုးကောင်းမှာမဟုတ်ဘူးအကောင်းမရဘူးလို့ဆိုလို့အဲ့ဒီအတိုင်းပဲတဲ့လူတွေရဲ့စိတ်ဟာဒီအညစ်အကြေးတွေနဲ့ညစ်ပေနေမဲ့ဆိုလို့ရှိရင်ဘာတွေးဘာပြောဘာလုပ်ကောင်းမဖြစ်ဘူးသေတော့လည်းကောင်းတဲ့ဘုံမရောက်ဘူးလို့သူတို့ပြောတာဒါအလွန်တတိထားစရာကောင်းတဲ့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲစိတ်သာရှင်စောဘုရားဟောဆိုပြီးတော့ဆိုလေးရှိကြတယ်ဒါစိတ်သာဆိုတာစိတ်အဓိကလို့သဘောကိုဆိုလိုတာပေါ့စိတ်သာရှင်အောင်လုပ်ဖို့အရေးကြီးတယ်ဆိုကျန်တာတွေကမလိုဘူးလို့ဒီလိုပြောတာတော့မဟုတ်ဘူးနော်စိတ်သာရှင်မှုအရေးကြီးတယ်စိတ်တန်ရှင်မှုအရေးကြီးတယ်ဆိုကိုကြတော့ညစ်တိညစ်ပတ်နေတာတော့အဲ့ညစ်တိညစ်ပတ်တယ်လို့ပြောတာမဟုတ်ဘူးနော်တကယ်အရေးကြီးတာတော့လူဟာခန္ဓာကိုယ်ဘလောက်တန့်နေစိတ်တန်ရှင်မှုကအရေးကြီးတယ်ဆိုတဲ့အကြောင်းပြောတာစိတ်ကအဲ့ဒီတိဘက်ကိုဆိုလို့တယ်ဒါကစိတ်တွေဟာအညစ်အကြေးတွေလူးနေလို့ညစ်ပေနေတယ်ဆိုလို့ရှိရင်အခြေအနေဟာမကောင်းမှုဆိုတာကိုမြတ်စွာဘုရားတတိပေးတယ်ဒါရဲ့ဆန့်ကျင်မဲ့တစ်ခါဒုတိယတရားအပိုက်ကြတော့ဘာဟောတာတော့စိတ်တွေအတန်ကိလေထေသူကတိပတိကင်္ခာဒါအတူလေးဘုရားဟောတဲ့စကားလုံးအတူလေးကိုမှတ်လို့ရတယ်စိတ်တွေအတန်ကိလေထေခုနကတော့တန်ကိလေထေအခုက negative နဲ့အတန်ကိလေထေစိတ်ဟာအငြိကြေးမပေးဘူးဆိုလို့ရှိရင်တော့မဟုတ်စိတ်ဟာဖြူစင်တန်ရှင်းနေတယ်ဆိုရင်အလားလာကောင်းဟာမျောလင်းရမယ်အခြေအနေအလုံးကောင်းမယ်လို့သူတို့ဆိုလို့တယ်ဘာတွေကောင်းမှတော့ဆိုရင်စိတ်ကတန်ရှင်းနေလို့ရှိရင်အပြောလဲအတွေးတာလဲအပြစ်ကင်းမယ်ပြောတာလဲအပြစ်ကင်းမယ်လှုပ်တာလဲအပြစ်ကင်းမယ်နောက်မှလည်းကောင်းရပုံရောက်မယ်ဒီလိုဆိုလို့တယ်ပေါ့နော်စိတ်ကနေဥဆောင်သွားတဲ့သဘောပဲအဲ့တော့အရေးကြီးတာကိုယ့်ကိုတန်ရှင်းအတွက်စိတ်ဟာအရေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေက mind center teaching စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတယ်လူတိုင်းဆိုတာစိတ်ကရှိနေတယ်လေရှိနေတော့ကိုယ်စိတ်ကိုတန်ရှင်းအောင်ကြိုးစိုက်ဖို့ကိုယ်စိတ်ထဲမှာညစ်ကြေးရှိတယ်လို့သိရမယ်ညစ်ကြေးမရှိဘူးလို့သိရမယ်ဒါစိတ်ဓာတ်ဥပဒနာရဲ့သဘောတရားသိယုံနဲ့ပြီးလာလို့ဆိုမပြီးဘူးအညစ်ကြေးရှိနေဆိုပါစို့အဝတ်ဟာပေးနေတယ်လို့သိရင်ဘာလို့ဖွဲ့ရမှာပေါ့ညစ်ပေးနေတဲ့သိရင်တန်ရှင်းလို့အောင်မှာပေါ့ထို့တူပဲကိုယ်စိတ်မှာအညစ်အကြေးတွေရှိနေတယ်လို့သိလို့ရှိရင်ဘာလို့အောင်ဖြူစင်အောင်ကြိုးစားရမယ်ဒီလိုဆိုလိုတာနော်
ဒီလိုဆိုလိုတာတိယုံနဲ့မရဘူးပေါ့အဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားကပြည့်ပြည့်စုံစုံဟောပါတယ်ဒီအခြေခံကတော့ဒါလေးနှစ်ခုကိုမှတ်တာပေါ့စိတ်တေတန်ကိလေထေဒုက္ခတိပါတိကင်္ခာစိတ်ညစ်နေရင်စိတ်ဟာညစ်ပေနေရင်မကောင်းတာပဲဖြစ်မယ်စိတ်တေအတန်ကိလေထေဒုက္ခတိပါတိကင်္ခာစိတ်ဟာမညစ်ပေပြီးဖြူစင်းနေမယ်ဆိုရင်ကောင်းတာကိုပဲမျှော်လင့်နိုင်တယ်ဒီနှစ်ခုပဲအဲ့ဒီနှစ်ခုကိုဥတည်ပြီးတော့ဒီဝဋ္ဌတုတ်ကိုဟောတာပဲဖေ။အဲ့တော့ဥပမာအနေနဲ့ပြောတဲ့အခါကျတော့ဥပမာမဲ့တဲ့အဝတ်ကဖြူစင်းနေတဲ့တန်ရှင်းနေတယ်ဆိုရင်တဲ့စေသောသမားကဘယ်အောင်မဲ့ဆိုးသူဆိုးလိုက်တဲ့အယောင်ဟာကောင်းတဲ့အယောင်ပဲထွက်လာ။ဘာဖြစ်လို့တော့အဝတ်ကဖြူစင်းနေလို့ပဲဒီတိုင်းပါပဲတဲ့စိတ်ဖြူစင်းနေလို့ရှင်အလားလားတွေကအကုန်ကောင်းမဲ့လို့ဆိုလို့နော်ဒီဘဝမှာလည်းကောင်းတဲ့အကျင့်တွေကျင့်မယ်နောက်ဘဝမှာလည်းကောင်းမယ်သူတို့ဆိုလို့ရတယ်ပေါ့အဲ့တော့ဒုက္ခတိဆိုတဲ့နေရာမှာအထက်ကထာကဖြည့်ဆွက်ပြီးရှင်းထားတာလေးလည်းမှတ်စရာကောင်းတယ်ပေါ့ဒုက္ခတိဆိုတဲ့အဓိပ္ပာယ်ဒုမကောင်းတဲ့ခတိအလားအလားမကောင်းတဲ့အလားအလားမိုးလေဝသမမှန်လို့ရှိရင်စိုက်ပျိုးရေးအတွက်အလားအလာမကောင်းဘူးလို့ပြောကြတယ်ပေါ့ condition မကောင်းဘူးလို့ဆိုလို့နော်ရာသီဥတုမကောင်းရင်စိုက်ပျိုးရေးမကောင်းဘူးစီးပွားရေးအခြေအနေတွေမကောင်းရင်အယောင်းဝယ်မကောင်းဘူးဒီလိုပြောကြသလိုပဲစိတ်ဟာညှဉ်းနှွမ်းနေတယ်ဆိုရင်အလားအလာမကောင်းဘူးတဲ့အဲ့ဒီဒုက္ခတိမကောင်းသောအလားအလာဆိုတာဘာပြောတာလဲထက်ကရာဖြည့်ဆွက်ပြီးရှင်းထားတာလေးကိုကြည့်ဒုက္ခတိကိုနှမျိုးမှတ်ပါတဲ့ပฏิပတ်တိဒုက္ခတိနဲ့ဂတိဒုက္ခတိလို့နှစ်ခုမှတ်ပါတယ်ပฏิပတ်တိဆိုတာသူ့ရဲ့ပြုကျင့်နေထိုင်မှုသူ့ရဲ့အပြုအမူရဲ့အလားအလာမကောင်းခြင်းဂတိဒုက္ခတိဆိုတာသိတဲ့နောက်ရှောက်ရမယ့်ဘဝအလားအလာမကောင်းခြင်းနော်ပฏิပတ်တိဒုက္ခတိဂတိဒုက္ခတိအလားအလာနှစ်ခုမကောင်းဘူးတဲ့ထို့တူပဲသူဂတိကြတော့လေပฏิပတ်တိသူဂတိဂတိသူဂတိအကျဉ်းချနေထိုင်အတွက်လည်းကောင်းတယ်ဘဝဂတိအနေနဲ့လည်းပဲအလားအလာကောင်းတယ်စိတ်ရဲ့အညစ်အကြေးရှိခြင်းမရှိခြင်းနဲ့ပတ်သက်ပြီးခြုံငုံပြီးတော့မြတ်စွာဘုရားဟောလိုက်တာနောင်ဘဝအတွက်တည်းမဟုတ်ဘူးဒီဘဝအတွက်ပါဟောတာအဲ့ဒီမှာပฏิပတ်တိဒုက္ခတိဆိုတာသူ့ရဲ့ကျင့်ကြံနေထိုင်မှုရဲ့အလားအလာမကောင်းမှုဆိုတာပါလေဆိုတော့လူရဲ့စိတ်ထဲမှာနောက်ကြတော့စိတ်ရဲ့အညစ်အကြေးတွေကိုပြလိုက်မယ်လူရဲ့စိတ်ထဲမှာလောဘဆိုတဲ့အညစ်အကြေးကပ်နေပြီဒေါသဆိုတဲ့အညစ်အကြေးကပ်နေပြီမာနတို့အိတ်သားစားတဲ့အညစ်အကြေးတွေကပ်နေပြီဆိုပါစို့အဲ့ဒီလူဟာသူ့ရဲ့အကျင့်အကြံအပြောဆိုနေထိုင်နေရဘာဖြစ်လဲတွေးရင်အပြစ်မကင်းတာတွေတွေးမယ်လုပ်ရင်လည်းပြောရင်လည်းအပြစ်မကင်းတာတွေပြောလိမ့်မယ်လုပ်ရင်လည်းအပြစ်မကင်းတာတွေလုပ်လိမ့်မယ်ဆိုလိုတာကတွေးရင်ဆိုတာဘာလို့လောဘရှိနေတဲ့ပုဂ္ဂိုလ်ဒေါသရှိနေတဲ့ပုဂ္ဂိုလ်ဟာသူတွေးလိုက်တာနဲ့ဘာတွေးတုံဆိုအဖိစ္ဆာသူများပစ္စည်းကိုရချင်တဲ့အတွေ့တွေးပြာပါဒသူတော်ကိုသေစေလိုတဲ့စေရနာစိုးနဲ့တွေ့တယ်ဒုက္ခရောက်စေခြင်းနဲ့အတွေ့တွေတွေ့တယ်မိစ္ဆာဒိဋ္ဌိမမှန်မကန်မှားယွင်းတဲ့အတွေ့တွေကိုလက်ခံပြီးတော့တွေ့တယ်ဟောအတွေ့တွေကလွဲကုန်အဲ့ဒါကိုပฏิပတ်တိဒုက္ခတိလို့ခေါ်တယ်နောက်အပြောဆိုလဲကြည့်လိုက်အောင်သူဟာလိမ်ပြောရမှလည်းဝန်မလေးဘူးတုံးနဲ့တူမတဲအောင်ဂုံးတိုက်ဖို့လည်းဝန်မလေးဘူးဆဲဖို့လည်းဝန်မလေးဘူးမဟုတ်တန်တရားတွေရှောက်ပြောဖို့လည်းမလုံးဝန်မလေးဘူး
တော့ပြောမယ်ဆိုရင် तू ကမုဒဝါဒတွေရောပိတုနာဝါစာဖရုဒဝါစာတမ္ဖပလပါဆိုတဲ့အပြစ်မကင်းတဲ့အပြောတွေ तू ပြောမှာအဲ့ဒါပฏิပတ်တိဒုက္ခတိလို့ခေါ်တယ်စိတ်ထဲမှာအညစ်အကြေးရှိမှအဲ့ဒါတွေလောက်တာလောဘဖြစ်ဖြစ်ဒေါသဖြစ်ဖြစ်မောဟဖြစ်ဖြစ်အညစ်အကြေးတစ်ခုရှိပြီဆိုရင်အဲ့ဒီလိုပဲကိုရောက်သွားမယ်နောက်ကာယကံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေအပြစ်မကင်းတဲ့လုပ်တွေလုပ်တဲ့စာသူများအသက်သတ်ဖို့ကြိုးစားမယ်သူတို့ဟာဥစ္စာရယူဖို့ကြိုးစားလာမယ်သူတို့ဟာတာမယာပြစ်မှားဖို့ကာမကိစ္စတွေမှာမောမောမမလုပ်ဖို့ဒါတွေကြိုးစားလာအဲ့တော့ तू လှုပ်သမျှဟာ तू တွေးသမျှ तू ပြောသမျှလှုပ်သမျှတွေဟာအပြစ်မကင်းတာတွေကြီးဖြစ်လာလို့ပฏิပတ်တိဒုက္ခတိလို့ခေါ်တယ်အလားလားမကောင်းမှုစိတ်ထဲမှာညစ်ကြေးရှိပြီဆိုရင်ဒီဟာတွေတစ်ခု तू လှုပ်တော့အဲ့တော့ဒုစရိုက်တမဘဝရောက်တဲ့စာဒီအညစ်ကြေးတွေကြောင့်ပဲအဲ့ဒီတိုင်းမှာပဲပฏิပတ်တိဒုက္ခတိဆိုတာစိတ်ကောင်းနှလုံးကောင်းရှိလာပြီစိတ်ဟာအညစ်အကြေးတွေကင်းသွားပြီဆိုရင်ဥပမာမဲ့လောဘမရှိဘူးအလောဘဆိုရင်သူကတွေးတာလဲဌာနကောင်းမှုလုပ်ဖို့တွေးမယ်သီလဆောက်တည်ဖို့တွေးမယ်ဥပုသ်ဆောင်ဖို့တွေးမယ်ကောင်းတာပဲတွေးတော့တာအဲ့ကြတော့နော်ကောင်းတဲ့ဘက်ကိုတွေးလာတာခုနလိမ်မပြောဘူးမှန်တာပဲပြောမယ်သူများဥစ္စာမတရားမယူဒါတွေကောင်းတဲ့ဘက်ကတွေးလာတာအဲ့ဒါပฏิပတ်တိဒုက္ခတိလို့ခေါ်တယ်ဒါကြောင့်မို့လို့ तू ဟာနောက်ဘဝကြတော့လေဒီပฏิပတ်တိဒုက္ခတိအကြောင်းပြုပြီးတော့ဂတိဒုက္ခတိကလည်းကောင်းရပုံရောက်သွားတာခုနမကောင်းတာတွေးမကောင်းတာပြောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီအကုသိုလ်ကြောင့်သေတော့လေပဲငရဲပဲလေးပုံမှာကြာတယ်အဲ့လိုဆိုလို့တယ်ဒါမြတ်စွာဘုရားဒေသနာတော့လူတိုင်းနားလဲအောင်ရှင်းရှင်းလေးဟောတာနော်ရှင်းရှင်းလေးဟောတာမြတ်စွာဘုရားဟောတဲ့ပါဠိတွေကရှင်းရှင်းလေးပဲဟောတာအဲ့ဒီလိုစိတ်ဟာညစ်ကြေးနေလို့ရှင်ဘယ်လိုအခြေအနေဖြစ်တယ်စိတ်ဖြူစင်တန်ရှင်းနေလို့ရှင်ဘယ်လိုအခြေအနေဆိုတာကိုရှေးဥစွာမြတ်စွာဘုရားဒီသုတ္တံမှာရှင်းနေဟောကြားလိုက်တယ်အဲ့တော့စိတ်ရဲ့အညစ်အကြေးများဆိုတာကြတော့ဒီသုတ္တံမှာဘယ်ဟာတွေဟာစိတ်ရဲ့အညစ်အကြေးလဲအဲ့ဒါသိဖို့လိုလာတယ်စိတ်ဟာဘယ်ဟာတွေကြောင့်စိတ်ဟာညစ်ကြေးဖြစ်နေတယ်ဆိုတာစိတ်ရဲ့အညစ်အကြေးကိုမြတ်စွာဘုရား16မျိုးထုတ်ပြတာအတွဲလိုက်8တွဲထုတ်ထားတော့16မျိုးရှိတယ်အဲ့ဒါတွေကိုသိထားဖို့လိုတယ်ကိုယ်စိတ်ထဲမှာအဲ့ဒီ16မျိုးတွေကတစ်ခုခုဖြစ်ပြီဆိုရင်ဒါစိတ်ရဲ့အညစ်အကြေးတွေကိုမှရှိနေပြီဆိုတာသိရအဲ့ဒါသိဖို့ဟောတာမြတ်စွာဘုရားစိတ်ဟာညစ်ပေတယ်ဆိုတာဘာတွေနဲ့ညစ်ပေတာလဲလူတွေရဲ့အဝတ်ကြတော့ရှွန့်နဲ့ပေးနိုင်တယ်မှင်နဲ့ပေးနိုင်တယ်တခြားတွေညစ်ကြေးတွေမျိုးစုံပေးနိုင်တယ်စိတ်ကြတော့ရှွန့်ညွန့်တွေကပေးတာမဟုတ်ဘူးမှင်တို့စွန်းတာမဟုတ်ဘူးတခြားညစ်ကြေးတွေမပေးဘူးစိတ်ကိုညစ်နွမ်းစေတတ်တဲ့အရာတွေကဒီ16မျိုးရှိတယ်အဲ့ဒီ16မျိုးကိုမှတ်ကြည့်လိုက်နော်မြတ်စွာဘုရားတစ်ခုချင်းဟောတော်မြတ်စွာဘုရားစဘယ်လိုဟောတော့ဆိုစိတ်ရဲ့အညစ်အကြေးကိုဥပကိလေသာလို့ခေါ်တယ်ကိလေသာဆိုတဲ့စကားကိုတော့လူတိုင်းသိနေကြတယ်နော်ဒီမှာဥပဆိုတာလေးထည့်ထားပြီးဥပကိလေသာပနောက်ကကာကြီးကိုနှလုံးဆင်းနေပြီးဥပကိလေသာဥပကိလေသာလို့မသုံးမနဲ့ဥပကိလေသာဒါကတော့စကားလုံးရဲ့အနေထားတစ်ခုပြောတာရိုးရိုးကိလေသာလို့မသုံးမနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဥပကိလေသာလို့ခေါ်တယ်မြတ်စွာဘုရားနော်စိတ်ဟာစိတ်ပဲစိတ်မှာကပ်နေတဲ့အညစ်အကြေးတွေက16မျိုးရှိတယ်ဒါတိသုတ္တမှာဟောတဲ့16မျိုးနော်16မျိုးရှိတယ်အဘိဓမ္မာအရာပြောမယ်ဆိုရင်စိတ်ရဲ့အညစ်အကြေးတွေဟာအကုသိုလ်စေတသိက်14မျိုးဟာစိတ်ရဲ့အညစ်အကြေးပဲလေအဘိဓမ္မာသင်မှုတဲ့ပုဂ္ဂိုလ်တွေကြည့်မယ်ဆိုရင်အကုသိုလ်စေတသိက်14ခုရှိတယ်အဲ့ဒီ14ခုဟာစိတ်ရဲ့အညစ်အကြေးပဲကိလေသာ10ပါးရှိတယ်အဲ့ဒါလည်းစိတ်ရဲ့အညစ်အကြေးပဲတန်ရောစဉ်10ပါးတို့အနုတ္တယ9ပါးတို့ဒါတွေကလည်းအလုံးပေါင်းရင်စိတ်ရဲ့အညစ်အကြေးတွေရှိပဲနော်အကုသိုလ်တွေမှန်သမျှစိတ်ရဲ့အညစ်အကြေးပဲလို့သ
သို့တော့ဒီသုတ်တံမှာမြတ်စွာဘုရားစိတ်ရဲ့အညစ်အကြေးဆိုတာကို16မျိုးဟောထားတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့ဒီ16မျိုးကနံပါတ်1ကစပြီးတော့မှတ်ရအောင်အဘိဓါဝိသမလောဘောစိတ်တတဥပကိလေသောတဲ့မြတ်စွာဘုရားသုံးတဲ့စကားလုံးကရှင်းရှင်းလေးအဘိဓါနဲ့ဝိသမလောဘ